မယ်ကောင်းသောနေ့ကလေးပါခင်ဗျကျွန်တော်ဒီနေ့ string Nora ပရိသတ်တွေအတွက်လုပ်ပြပေးမယ်စားစရာလေးကတော့လွယ်လေးနဲ့ပြောင်းလဲဖြစ်အောင်စားလို့ရတယ်ပေါ့နော်ဒီဆံပြားလေးဖို့အတွက်လိုအပ်တဲ့ဟာတွေကဒီမှာဆံပြားအချက်လေးပါမယ်ပေါ့နော်ပြီးရင်ဒါအသီးရွက်တွေပါမယ်အသီးရွက်တွေမှာဆိုရင်ဘဲပြုတ်ပါမယ်သခွားသီးပါမယ်မုံလာဦးနီပါမယ်စလိုက်ရွက်ပါမယ်ပေါ့နော်ပြီးရင်ဒီဆံပြားလေးထည့်ဖို့အတွက်ကြက်သားကြော်ပါမယ်ပေါ့နော်ဒီကြက်သားကတော့ကျွန်တော်ကြော်မပြတော့ဘူးဒါကတော့ဒီရိုးလေးပဲပေါ့နော်ဒီကြက်တွန်စီပါမယ်ကြက်သားပါမယ်အဲ့ဒါကိုစီလေးနဲ့လိမ့်လိုက်တာပေါ့နော်ကျွန်တော်တို့စားလိုက်တော့မယ်ပေါ့နော်ဆံပြားကိုစားလိုက်တော့မယ်အမှဆိုရင်ဆံပြားကိုကျွန်တော်တို့ဆံပြားကိုအရင်ယူလိုက်မယ်ဆံပြားကိုကျွန်တော်ရေထဲ9စက္ကန့်လောက်စိမ်လိုက်မယ်ပေါ့နော်သူကရေနွေးဖြစ်ဖို့မလိုဘူးရိုးရိုးရေအေးထဲမှာခဏလေးပျော့လေးဖြစ်သွားအောင်မနော်အမျိုးစိမ်လိုက်ရပြီပေါ့နော်ဆံပြားလေးရပြီဆိုရင်ဆံပြားလေးကိုကျွန်တော်ဒီပေါ်မှာဖြန့်လိုက်မယ်ပေါ့နော်ဖြန့်ပြီးရင်ကျွန်တော်ပထမဆုံးဒီဆလက်ရွက်ထည့်မယ်ပေါ့နော်ဆလက်ရွက်ကိုဆလက်ရွက်ထည့်မယ်ဆလက်ရွက်ထည့်ပြီးသွားရင်ကြက်သားလေးထည့်မယ်ပေါ့နော်လေးထည့်မယ်ကြက်သားလေးထည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီပဲပြုတ်လေးထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီထားတဲ့တကွာလေးထည့်မယ်ပြီးရင်မလာဦးနီထည့်မယ်ပေါ့နော်ဒီတိုင်းကျွန်တော်လိမ့်မယ်ပေါ့နော်ဒီတိုင်းလေးပြတ်သွား Let's do that again ဆိုတော့ကျွန်တော်လိပ်ပြတာအဆင်မပြေဖြစ်သွားလို့ပေါ့နော်ပြန်ပြီးတော့လိပ်ပြပြီပေါ့နော်ခုနကျွန်တော်အလိပ်ကိုမတောင်းတော့ပေါ့နော်ဒီမှာစင်နေတုံးဒီပြောင်းလိုက်တယ်ပေါ့နော်စင်နေတုံးမှာစီလေးနဲ့အောက်မှာဒီစင်နေတုံးစီလေးနန်းအောင်လုပ်လိုက်တယ်ပေါ့နော်ကတ်သွားမှာဆိုလို့အဲ့မှာကျွန်တော်တို့စလိုက်ရွက်ထည့်မယ်ပေါ့နော်ပြီးရင်ချက်သားထည့်မယ်ပဲပြုတ်ထည့်မယ်ဒီတခွာဒီလေးထည့်မယ်ပြီးရင်မုံလာဦးနီလေးထည့်မယ်နော်လိတ်ကြည့်မယ်နော်စီလေးတော့ပါတယ်ဒါကြောင့်တော့ခုနလိုမျိုးတော့မကတ်တော့ဘူးเนาะဆိုရင်လိတ်လို့ရသွားပြီဒီမှာဒီမှာဆံပြားကိုကျွန်တော်ရေစိမ်တဲ့အချိန်မှာအကြိုက်စိမ်စရာမလိုဘူးเนาะတို့ရေထဲထည့်ပြီးတော့မှနန်းအောင်စိမ်လိုက်ရင်ပြီးရင်ဆယ်ပြီးတော့မှဒီတင်လိုက်ရင်တို့ရေစုပ်ထားတဲ့အားနဲ့တို့ပျော့သွားဆံပြားလိတ်နဲ့တွဲစားမဲ့အချင်းတွေကတော့လောက်ရလွယ်တယ်မှာဆိုရင် chili sauce ပါမယ်အဲ့ဒါကိုရင်နွေးနဲ့ဖြောလိုက်မယ်ပေါ့နော်ပြီးရင်ကြက်သွန်မိတ်ပါမယ်ငရုတ်သီးစိမ်းပါမယ်ပြီးရင်ထောင်းထားတဲ့မြေပဲဆန်ကိုနည်းနည်းထည့်လိုက်တယ်ပေါ့နော်ပြီးရင်စားပါမယ်ရတာမုံပါမယ်ပေါ့နော်အဲဆိုရင်ဒါဆံပြားလေးနဲ့တူစားမယ်အချင်းရသွားပြီပေါ့နော်ဆံပြားလေးကိုကျွန်တော်တို့ပကံနဲ့ထည့်ပြီးတော့မှလာဆင်ပြီးစားလို့ရတယ်ပေါ့နော်အဲဆိုရင်ဆံပြားလေးကိုကျွန်တော်တို့ဒါလေးနဲ့အလင်းကနေထပ်ပိုင်းလိုက်ပြီပေါ့နော်။ပြီးရင်ပကံနဲ့လှပပလေးထည့်လိုက်မယ်။ ဒါ
ဒါတော့ကျွန်တော်တို့ဒီမှာပကံနဲ့ထည့်လိုက်ပြီပေါ့နော်ပြီးရင်ကျွန်တော်ဒီ sauce လေးကိုကျွန်တော်တို့အပေါ်ကနေဆန်းပေးလိုက်မယ်ပေါ့နော်အချင်းကြီးလေးဆန်းပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီဆန်ပြားလေးကိုစားလို့ရတယ်ပေါ့နော်အိမ်မှာထမင်းဟင်းမစားချင်လို့ဖြစ်စေအစာပြေလှုပ်စားချင်လဲလွယ်တယ်ပေါ့နော်အချိန်လည်းအများကြီးပေးစရာမလိုတဲ့ဒီဆန်ပြားလေးပေါ့နော်ပြီးတော့ကြိုက်တဲ့အသီးနှံတွေကြိုက်တဲ့အသားငိုင်းထည့်ပြီးတော့မှကျွန်တော်လှုပ်စားလို့ရတယ်ပေါ့နော်ဒီကြည့်ရှုပေးတဲ့လူတွေအားလုံးကိုကျေးဇူးပါ